ဆက်ချုပ်သမားတွေတက်တောက်တွေမေးဖို့တိုက်တဲ့အခါမှာမရှိမဖြစ်လိုအပ်တဲ့အရာလေးပေါ့နော်ဒါလေးကဘာဖြစ်မလဲဆိုရင်အခုပဲပြထားတယ်လုံးဝတွေ့တာမရှိတော့ဘူးနော်ဒါပါရီလို့မိဖို့တိုက်တဲ့ခုံလေးပေါ့နော်သွားကြတော့ handmade ပါမတို့ကိုယ်တိုင်လုပ်တာပေါ့နော်ကိုလိုချင်တဲ့ဆိုင်လေးနဲ့ဆက်ကူနဲ့ကိုအရင်ဆွဲလိုက်ပါတယ်အဲ့ဒီဆက်ကူတိုင်းမဲ့ပိတ်စားတော့မှအသုံးပြုရပေါ့နော်အမကကျင်းစားလေးကိုအသုံးပြုထားတယ်ဂျာရှေခံအောင်ဖြုတ်ဖို့ရပြီးတော့အကျန်းခံဖို့ပေါ့နော်ပြီးတော့အဲ့ဒီထဲမှာပဲမကပိတ်စားပူလေးကိုလုံးဝကြက်ထုံနေအောင်ထည့်လိုက်တယ်ပြီးတော့အပေါက်လေးကိုပြန်ပိတ်လိုက်တယ်ပေါ့နော်ဒီအပေါက်ပြန်ပိတ်တာကြတော့ဆက်နဲ့ကနင်းလို့မရတော့ဆိုတော့လက်ချိုးလေးနဲ့လိုက်တယ်ပေါ့နော်လက်ချိုးလေးနဲ့ဒီအပေါက်ပိတ်ပြီးသွားပြီဆိုရင်ဒီခုံလေးပေါ့နော်အဲ့ဒါမတို့သုံးလို့ရပြီဒီဟာကိုဘယ်နေရာမှာအများဆုံးသုံးတာလဲဆိုရင်မတို့ဒီ style ပဲလေးချုပ်တဲ့ခါမှာပြီးတော့အင်ဂျီရီကူတောက်တွေချုပ်တဲ့ခါမှာပခုံးတွေမှာအသုံးအသက်ဆုံးပေါ့နော်ဒီနေ့အဖြစ်ဒီအမတို့ဆက်ချုပ်သမားဆိုရင်ဆက်ချုပ်သမားစမှာပေါ်ဆုံးကပိတ်စာအပိုင်းစားလေးတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါလေးလာဟာတာမဖြစ်တော့ဘဲနဲ့ဒီလိုအပ်တဲ့ပစ္စည်းတွေကိုချွေသားနီးလဲရောက်တယ်ပြီးတော့လည်းကိုဟာနဲ့ကိုhandmade လေးနဲ့လည်းကိုလိုချင်တဲ့ site လေးနဲ့ဖန်တီးလို့ရတယ်ပေါ့နော်ဒါကိုအမကိုယ်တိုင်ကိုလက်ရှိသုံးနေတာဖြစ်တဲ့အတွက်ကျန်တဲ့ညီမတွေကိုလည်း share လုပ်